ဆောင်မည်ငါတို့ရဲ့အားနဲ့နိုင်ငံတော်ကြီးတိုးတက်စေရမည်အပီးနဲ့အတန်းနဲ့ဝေလာစေရည်လွင်မာတဲ့အပီးကရှစ်ဆက်ဖို့ခက်နေဘယ်ညာလက်အားနဲ့ညီဘယ်ညာချီအားနဲ့ညီလူငယ်ဆိုတာနာဂတ်တိုင်းပြည်ပညာဆိုတာလူသားတိုင်းပြည်စာရင်းကမှနိုင်ငံတော်တို့ကြီးစစ်တဲ့မြစ်တဲ့နေရာကြီးတို့ချစ်တဲ့တို့ရဲ့မှာလက်ဆောင်ကောင်းဆောင်ပြီးငါတို့ရဲ့အားနဲ့နိုင်ငံတော်ကြီးတိုးတက်စေရမည်